ဒီပီလေးတွေအရန်ကြိုက်ကြတဲ့ Okia cheese လေးတွေပြန်ရောက်ပါပြီနော်အရသာ၃မျိုးရောက်ထားတယ်နော်ရှင်မမေပြပေးမယ်အခုမှစကြွေးမယ်မမေတို့ဆိုရင်ဒီ cheese လေးတွေကဘလို့ကြွေးရတာလဲမမေရေဘာတွေကောင်းလဲလို့မိတကြမမေတို့ဒီဗီဒီယိုကနေရှင်းပြပေးမယ်အဆုံးထိကြည့်ရှုပေးနော်ရှင်ကျမတို့ဘီဘီလေးတွေကိုဖြစ်သက်သာကြွေးတဲ့အခါကျရင်ကျမတို့ဘီဘီလေးတွေဒီ9လကျော်လောက်ဆိုရင်အရသာကောင်းကောင်းခံတက်နေပြီအဲ့ခါကျရင်ဖြစ်သက်သာတွေထဲမှာအရသာပူရှိအောင်ဒီလိုမျိုး Okia cheese လေးတွေကိုထည့်ချက်လို့ရပါတယ်ဒီ Okia cheese လေးတွေကိုကျမတို့ဖြစ်သက်သာမှာပဲထည့်ချက်မလားဆိုတော့ဒီလိုမျိုးလေးပေါ်မှာဒီလိုမျိုးလေးခွာပြီးဆွဲခွာရတာပေါ့နော်ဒီထဲမှာ cheese အတုံးလေးပါရေခဲတာလည်းထည့်စရာမလိုပါဘူးတာမန်အခန်းပူချိန်မှာထားလို့ရပါတယ်အဓိကတော့အေးရွေး6သူရဲ့နေရာမှာထားပြီးပိုစင်ပြေတယ်အရေးရတဲ့နေရာပေါ့နော်နေရာညီတောက်ရိုက်မထင်အဆင်ပြေပါတယ်ရှင်ဒါမျိုးလေးတောင်ကိုဖြစ်သက်သာထဲမှာကျမတို့ကလေးတွေဖြစ်သက်သာထဲမှာထည့်ချက်မလားကလေးတွေကိုကျမတို့ကျွေးတဲ့အုပ်တွေပူတင်းတွေစနက်တွေထဲမှာပဲလိုသလိုခြေပြီးတော့ပဲတုံဂျင်းနဲ့ချစ်ပြီးတော့ပဲတုံအရန်ကိုမှအဆင်ပြေတဲ့ Okia cheese လေးတွေပါရှင်ဒါလေးကတော့ရိုးရိုးလေးပါကျမတို့ကလေး9လကျော်ဆိုရင်ဖြစ်သက်သာထဲမှာထည့်ချက်လို့ရမှာလေးပါရှင်ဒါလေးကတော့ DHA ပါတာလေးပေါ့နော် DHA ပါတဲ့ Okia cheese လေးပါသူဘီဘီလေး6လလောက်ဆိုရင်တဖုံးလေးနဲ့ဖိကိုက်စားမလားဒီတိုင်းဟုတ်တယ်ဒီတိုင်းလဲကျွေးလို့ရတယ်လို့ကျမတို့အုံးနိုင်ပတ်လို့ပေါ့ snack တွေအုပ်တွေပူတင်းတွေမှာလိုတလိုမျိုးထည့်အသုံးပြုလို့ရပါတယ်ဒါကကျမတို့ဘီဘီလေး10လနဲ့အထက်ဆိုရင်ကျွေးလို့ရတယ်ဘာတန်ပါတာလေးဆိုပြီးတော့မမင်းစီမှာ3မျိုးရောက်ထားပါတယ်နော်ရှင်ဒီလိုမျိုးတပူးဆိုရင်သူက12ချောင်းပါပါမယ်နော်တပူး12ချောင်းလေးပါမမီတို့ကြိုက်တဲ့တက်ရာကိုဘီဘီလေးရဲ့လအလိုက်ရွေးချယ်လို့ရပါတယ် Okia cheese ရဲ့ expire date နဲ့ပတ်သက်မမေတို့ပေါ့နော်တော်တော်များများမေးလေးရှိတယ်ဒီမှာပေါ့နော်ဒါဆိုရင်2025 8လပိုင်း21လို့ရေးတာပေါ့နော်သူကအရှိမခုနှစ်ရေးပါတယ်အလဲမှာလနောက်ဆုံးမှာရက်ပါရှင်သူရဲ့ဒီလိုဘူးခွန်မှာလဲကုံဆုံးမဲ့တန်းလေးကိုရေးထားပေးပါတယ်ဘီဘီလေးတွေအရန်ကြိုက်တယ်အရသာစိမ့်လေးနဲ့ Okia cheese မမေတို့အဝယ်များတာလေးတွေမမေတို့ line west မှာ install ရောက်ထားတာလေးကိုလာပြပေးတာပါခါတိုင်းတိုင်းမမင်းဒီအတန်ဆုံးအသက်တာဆုံးဈေးနဲ့ရောင်းချပေးမှာမို့လိုအပ်တဲ့မေမေများလက်ဦးမှုရယူလို့ရအောင်ဗီဒီယိုကနေ install ရောက်ထားတဲ့အကြောင်းလေးကိုလာပြပေးတာပါရှင်ဒီတစ်ခေါက်ကတော့12ချောင်းပါတဲ့ဘူးလေးတွေရောက်ထားတာပါမမေတို့တိကျနာမှန်တယ်များမမေတို့ line west 39969663မှာတိကျနာမှန်တယ်များလည်းမေးလို့ရပါတယ်တော့ Okia cheese လေးရောက်ထားတဲ့အကြောင်းလေးကိုလာပြပေးတာပါဗီဒီယိုအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်